ရှိတော့တယ်လမ်းကိုသွားသူများတော့ပြန်နေကိုအခုမှသွား I gotta go now. တာရဗန်ယူနဲ့ Beverage ကနေစမယ်ဆိုတော့သူကမနေ့7 နာရီတည်းစနေရကွာကိုကမနေ့ကအလုပ်ရှိတဲ့ခါကျတော့နည်းနည်းနောက်ကျနည်းနည်းကြောက်တော်တော်နောက်ကျနေသူပြီးပွဲပြီးမဲ့နေဒီဂျွန်ဖော်ဖောက်မှာပြီးပါသူလာကြတဲ့အဲ့ကိုတန်းတော့မှာတစ်ချက်လို့အဲ့မှာဆိုအဲ့ပွဲစားမဲ့နေမှာရထားတော့ဆင်းလိုက်တော့အစရဲနောက်ကျနေအခုတော်တော်နောက်ကျသွားဆိုတော့ဘာဖြစ်အားခဲပြီလားဆိုတော့သူတို့ရဲ့အပိတ်ကလေးကိုသွားကြည့်မယ်ပေါ့နော်ပွဲရဲ့အပိတ်ကိုအမှန်မဟာရန်လေးကိုတွားအမှန်တိလားမဟာရန်ထဲမှာလည်းရှိတယ်အဲ့မှာဘာပြောလူစီရဲ့လေနော်ပွဲပြီးလို့တော့တိတ်နေတယ်ဒီနေရာဖြစ်ပုံရတယ်ရောက်ဖူးတာဒီနေရာမဟုတ်ဒီနေရာဖြတ်သွားဖြတ်လာပဲလောက်ဖူးတယ်ပန်းချန်တစ်ခုရှိရဲ့အဲ့အကြီးပဲဒီနားလေးမှာပဲလန်ဒီဆိုင်ကအမေကန်နိုင်ငံအတွက်အတက်ပေးသွားတဲ့စစ်သားတွေရဲ့နာမည်တွေချိန်ထား20ပဲရှိတယ်အမေရိကန်နိုင်ငံအတွက်ကိုအတက်ပေးသွားတဲ့စစ်သားတွေအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့သူတို့အလံကိုတဝက်ချထားတာပေါ့နော်